အားလုံးပဲမင်္ဂလာပါဗျဒီဗီဒီယိုလေးထဲမှာတော့ကမ္ဘောဒီးယားနိုင်ငံရဲ့သဘာဝအလားနဲ့သမိုင်းဝင်နေရာတွေထဲကနာမည်အကြီးဆုံးတစ်ခုဖြစ်တဲ့ဖနွမ်းကူလန် National Park အကြောင်းကိုမျှဝေပေးမှာဖြစ်ပါတယ်နော်ဖနွမ်းကူလန်တောင်ကတော့ကမ္ဘောဒီးယားနိုင်ငံစီယန်ရီမြို့ရဲ့အနီးနားမှာရှိပြီးဆိုင်ကယ်ကားတို့ပြစ်သွားမယ်ဆိုရင်တော့တနာရီခွဲလောက်စီးရပါတယ်ဗျဖနွမ်းကူလန် National Park ရဲ့ဝင်ကြီးလက်မှတ်ကတော့တယောက်ကို$20ပေးရပါတယ်နော်ဖနွမ်းကူလန်ကိုခမာဘာသာနဲ့တောင်မပကြီးမြေလို့အဓိပ္ပာယ်ရှိတယ်လို့သိရပြီးခမိုင်ပိုင်ယာကိုတည်ထောင်ခဲ့တဲ့မင်းကြီးဂျာယာပါမန်မင်းအဖြစ်ကြီးညာခဲ့တဲ့နေရာဖြစ်တယ်လို့သိရပါတယ်ဗျ။ဘာလဲခီးသွားလို့ဆွဲဆောင်မှုစိတ်ဝင်စားမှုပြုအပ်ပြီးနေတဲ့နေရာကတော့ဖနွမ်းကူလန်တောင်ထိပ်မှာရှိတဲ့အေလျံတော်မူဗုဒ္ဓရုပ်ပွားတော်နဲ့ဖနွမ်းကူလန်ရဲ့ရေတံခွန်တို့ပဲဖြစ်ပါတယ်။ဒီလျောင်းတော်မူဗုဒ္ဓရုပ်ပွားတော်မှာတော့ခမရည်ကြီးမှုတံမှုနဲ့ဓမ္မကျမ်းစာရာဇဝင်တွေပါဝင်နေလို့သိရပါတယ်။နောက်ထပ်အနေနဲ့ကမ္ဘာလက်ကြီးစွာများပြားတွာလာနေတဲ့နေရာကတော့ဖနွမ်းကူလန်တောင်ရဲ့ဒီတကုံပဲဖြစ်ပါတယ်ဗျ။တောင်ပေါ်ကဆင်းသက်လာတဲ့ကြီးတွေကြောင့်ဒီတွေကလည်းအင်းမြတ်ကြီးနေတာကိုတွေ့ရပါတယ်ဗျ။ဒီရေတံခွန်ကတော့တောင်ပေါ်ကဆင်းသက်လာတဲ့ရေတံတွေနဲ့အတူတောတောင်တွင်မြင်သဘာဝတွေကြောင့်လူအများသွားလာခြင်းစရာနေရာတစ်ခုဖြစ်ရှိနေပါတယ်ဗျ။ဒီလိုလေးကိုဆုံးနေကြည့်ရတဲ့ဒီလိုလိုက်ကြပါဗျာ။ဒါကပေါ်လို့ရုပ်ထုတ်ပြီးတော့